ဘာဖြစ်လို့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေကသူတို့ရဲ့ဘာသာရေးလုပ်တဲ့အချိန်မှာဘာဖြစ်လို့မနာလိုဝင်တိုစိတ်တွေရှိနေရတာလဲဘာဖြစ်လို့မဘာသာအစွန်းရောက်တွေပါဆိုပြီးတော့ခေါင်းစဉ်တွေတက်ချင်နေရတာလဲဘာသာတိုင်းကခရစ်ယာန်ဘာသာဝင်တွေဆိုရင်လေသူတို့ရဲ့ဘာသာကြီးထွားလာဖို့သူတို့ရဲ့ဘာသာကိုကာကွယ်ကြတယ်သူတို့ရဲ့ဘာသာကိုလူအများယုံကြည်အောင်လုပ်မလို့ငါတို့ရဲ့ဘာသာဒီတာအကောင်ဆုံးငါတို့ရဲ့ဘာသာကိုကိုးကွယ်ရင်ဘာတွေဖျားကဘာတွေလုပ်ပေးမယ်ဆိုပြီးတော့မဲဆွယ်စည်းရုံးနေကြတာမဟုတ်ဘူးလားဒါကသူတို့ရဲ့ဘာသာကိုသူတို့ကြီးထွားအောင်လုပ်တာပဲမဟုတ်ဘူးလားဒီခရစ်ယာန်တွေကိုဘသူကဘာပြောရဲလဲအစ္စလမ်ဘာသာဝင်တွေဆိုရင်လည်းဘေကာလမှာဘေခုနှစ်မှာငါတို့ရဲ့ဘာသာဝင်တွေတကဘာလုံးဖြစ်ရမယ်ဆိုပြီးတော့သူတို့ကြွေးကြော်ပြီးတော့သူတို့ရဲ့ဘာသာအတွက်ကိုလှုပ်ဆောင်နေကြတာမဟုတ်ဘူးလားဘယ်သူဘာပြောရဲလဲဘယ်သူဘာဟားရဲလဲကျွန်တော်တို့မြန်မာနိုင်ငံဆိုတာကထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်ဒါကိုကဘာလုံးကလည်းသိတယ်ကဘာလုံးကလည်းအတိအမှတ်ပြုထားတယ်ဒီလိုမျိုးဗုဒ္ဓဘာသာနိုင်ငံမှာဗုဒ္ဓဘာသာတွေကသူတို့ရဲ့ဘာသာအတွက်သူတို့ရဲ့အမျိုးဘာသာအတွက်ကိုသူတို့လှုပ်ဆောင်တာဘာအဖြစ်ရှိလို့လဲဘာဖြစ်လို့မနာလို့ဖြစ်တာလဲဒါမှမဟုတ်ဘူးဆိုရင်ဘာဖြစ်လို့ကြောက်နေရတာလဲဒီဗုဒ္ဓဘာသာဝင်တွေထားလိုက်တော့မင်းတို့ပြောသလိုမဘာသာဒီမဘာသာဆိုတာကမဘာသာရဲ့အဓိပ္ပာယ်ကမျိုးဘာသာကိုကာကွယ်စောင့်ရှောက်တော့မျိုးဘာသာကိုချစ်သူဆိုပြီးတော့အဓိပ္ပာယ်ရတယ်ဒီမဘာသာတွေကဘယ်သူကများငါတို့ရဲ့ဖျားဒီတာအကောင်းဆုံးငါတို့ရဲ့ဖျားကလွဲပြီးကျန်တဲ့ဖျားကမကောင်းဘူးလို့ပြောနေတဲ့မဘာသာရှိလားဘေမဘာသာကများဘေခုနှစ်မှာတကဘာလုံးကငါတို့ရဲ့ဗုဒ္ဓဘာသာဝင်တွေကြီးပဲဖြစ်ရမယ်ဆိုပြီးတော့ကြွေးကြော်နေတာတွေရှိလားဒီဗုဒ္ဓဘာသာဝင်တွေရဲ့လုပ်ရက်ကမင်းတို့ကိုဘာများထိခိုက်နေလို့လဲနောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဘာသာမဲ့အမိခံပြီးတော့ဗုဒ္ဓဘာသာကိုတမင်တက်အကွက်ကြကြတိုက်ခိုက်နေတဲ့ပေါလုပေစာမိမဆုံးမဖာမဆုံးမသားတွေသမီးတွေရှိသေးတယ်ဘာသာမဲ့အမိခံထားတဲ့ page တွေဘာသာမဲ့အမိခံထားတဲ့ group တွေအများကြီးရှိတယ်အဲ့ဒီ page တွေ group တွေကိုဝင်ကြည့်လိုက်သူတို့တင်တဲ့ post ရဲ့69%ကဗုဒ္ဓဘာသာကိုပဲတိုက်ခိုက်ထားတယ်ဗုဒ္ဓဘာသာကိုပဲဝေဖန်ပြစ်တင်ထားတယ်အဲ့ဒါကဘာသာမဲ့လားအဲ့လိုဘာသာမဲ့ဆိုတဲ့ကောင်းနေကောင်းမတွေရဲ့အိမ်သွားကြည့်လိုက်လဝါကတ်တိုင်မရှိရင်တောက်ကြနေတိုင်းအတန်ကုန်ဟစ်တဲ့အုပ်စုတွေဖြစ်တယ်ဒီလိုမျိုးစကားတွေပြောရင်ကျွန်တော်တို့ကပဲအစွန်းရောက်တယ်ဖြစ်အောင်မယ်ဘာသာမဲ့အမိခံပြီးတော့ဘာဖြစ်လို့မြန်ဗုဒ္ဓဘာသာကိုဒီဇိုင်းမဲ့တိုက်ခိုက်တာလဲအဲ့ဒါကဘာသာမဲ့လားမြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေကိုပြောချင်တာတိုင်းရင်းသားပေါင်းစုံဗုဒ္ဓဘာသာဝင်တွေကိုပြောချင်တာကလည်းသူများရောင်တိုင်းလိုက်မရောင်နဲ့သူများကဗုဒ္ဓဘာသာကိုရှိကနေစော်ကားပြတာနဲ့အဟုတ်ထင်ပြီးတော့လိုက်မရောင်နဲ့အဲ့လိုမျိုးစော်ကားတဲ့ကောင်တွေရဲ့နောက်ကျောင်းရာဇဝင်ကိုကြည့်လိုက်ဘေးဘာသာဝင်တွေလည်းကြည့်လိုက်မြန်မာနိုင်ငံမှာရှိတဲ့မီဒီယာတွေ Western country တွေရဲ့ control လုပ်ထားတဲ့မီဒီယာအားလုံးကဗမာလူမျိုးမြန်မာနိုင်ငံသားမြန်မာလူမျိုးဗုဒ္ဓဘာသာဆိုရင်သူတို့ကတိုက်ခိုက်တယ် BBC BOA RFA ခေတ်သစ်အေယာဝတီမြစ်စုမဒီမီဒီယာတွေအားလုံးကြည့်လိုက်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ပွဲလမ်းတစ်ပင်တွေဆိုသူတို့ဘေချင်းတို့က appreciate လုပ်ပေးလေဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ပွဲလမ်းတစ်ပင်တွေလုပ်ရင်သူတို့ကတော်လန်ရင်းနဲ့ရောချပြီးစော်ကားလိုက်နိုင်ငံရင်းနဲ့ရောချပြီးစော်ကားလိုက်ဗုဒ္ဓဘာသာကိုဝိုင်းပြီးတော့တိုက်ခိုက်နေတာမဟုတ်ဘူးလားအခြားဘေးဘာသာခရစ်ယာန်ဖြစ်ဖြစ်အစ္စလာမ်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်သူတို့ဘာပွဲလုပ်လို့ဒီလိုမီဒီယာတွေက appreciate လုပ်ပေးတယ်တင်းပေးကြတယ်ဗုဒ္ဓဘာသာရေးပွဲလုပ်တယ်ဆိုရင်ဝိုင်းပြီးတော့ထုံးနှက်တဲ့တိုက်ခိုက်တဲ့အပြစ်တင်တဲ့ဝေးပန်းတယ်ဒါဗုဒ္ဓဘာသာနိုင်ငံပဲရှိသေးတယ်နော်အဲ့ဒါတွေကိုဗုဒ္ဓဘာသာတိုင်းရင်းသားပေါင်းစုံတိသူများရောင်တိုင်းလိုက်မရောင်နဲ့အဲ့မြန်မာနိုင်ငံမှာဆိုရင်တိုင်းရင်းသား135မျိုးထဲမှာဗုဒ္ဓဘာသာဖြစ်ပြီးတော့ဗုဒ္ဓဘာသာကိုသူတို့ကိုယ်တိုင်တိုက်ခိုက်နေတဲ့ဘူဂျာလီတွေကဘသူတွေလဲကြည့်လိုက်ဗမာကောင်တွေဖြစ်တယ်ဗမာကောင်မတွေဖြစ်တယ်ဘေးတိုင်းရင်းသားမှာခရစ်ယာန်တွေလဲကချင်ခရစ်ယာန်တွေချင်းခရစ်ယာန်တွေဘေးခရစ်ယာန်ကမှသူတို့ရဲ့ခရစ်ယာန်ဘာသာကိုကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ complain တက်တာအချွတ်တက်တာမရှိဘူးဒီဗုဒ္ဓဘာသာတွေပဲရှိတယ်ဗုဒ္ဓဘာသာတော်မှတဲ့ဒီဗမာကောင်တွေဗမာကောင်မတွေအဆိုးဆုံးဖြစ်တယ်ဘေးရခိုင်ကမှဗုဒ္ဓဘာသာကိုမစော်ကားဘူးဘေးမွန်ကမှဗုဒ္ဓဘာသာကိုမစော်ကားဘူးဘေးရှမ်းဘေးကရင်ဘေးကချင်ဘေးချင်းဖြစ်ဖြစ်ဗုဒ္ဓဘာသာတွေကဘေးသူတို့ရဲ့ဗုဒ္ဓဘာသာကိုမစော်ကားဘူးဗုဒ္ဓဘာသာကိုသူတို့ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်အချွတ်တက်နေတာဘယ်လိုတွေလဲကြည့်လိုက်ဒီဗမာကောင်တွေဗမာကောင်မတွေဖြစ်တယ်ဗမာကောင်တွေဗမာကောင်မတွေကမှဒီ Western country တွေရဲ့ပေးတာယူကျွေးတာစာခိုင်းတာလုပ်တဲ့အုပ်စုတွေဖြစ်တယ်ဗမာတိုင်းကိုကျွန်တော်ကပြောချင်တာမဟုတ်ဘူးဗုဒ္ဓဘာသာအထွန်းကားဆုံးကလည်းဗမာတွေထဲမှာရှိတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဗုဒ္ဓဘာသာကိုပြန်စော်ကားနေတဲ့အုပ်စုတွေကိုကြည့်လိုက်ဒီဗမာတွေထဲရပဲဖြစ်တယ်
တခြားဘာသာခြားတွေကိုမပြောချင်ဘူးဘာသာခြားတွေကိုတော့မပြောလို့ဘူးဗုဒ္ဓဘာသာတွေကဗုဒ္ဓဘာသာတိုင်းရင်းသားတွေကဗုဒ္ဓဘာသာကိုစော်ကားနေတာဘယ်သူတွေလဲကြည့်လိုက်ဒီဗမာကောင်တွေဗမာကောင်မအမျိုးရုပ်တွေမိမဆုံးမဖားမဆုံးမဖြစ်တယ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာနေပြီးတော့ဗုဒ္ဓဘာသာတွေနဲ့မြန်မာလူမျိုးတွေကအခြားဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်မပေးဘူးဖိနှိပ်တယ်ဆိုတော့ကောင်တွေကောင်မတွေကိုပြောချင်တာကလည်းအနောက်ခရစ်ယာန်နိုင်ငံတွေမှာဗုဒ္ဓဘာသာအတွက်လိုအပ်တာထက်ပိုပြီးတော့အခွင့်အရေးရတာများရှိလားဗုဒ္ဓဘာသာတွေအတွက်အနောက်ခရစ်ယာန်နိုင်ငံတွေမှာဘာအခွင့်အရေးတွေများထူးထူးခြားခြားပေးနေရရှိလဲဘာမှမရဘူးမရလို့လေဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့သူတို့ကိုအပြစ်မတင်ဘူးမဝေဖန်ဘူးမတိုက်ခိုက်ဘူးဘာလို့လဲသူတို့နိုင်ငံကခရစ်ယာန်နိုင်ငံဖြစ်တဲ့အတွက်သူတို့ခရစ်ယာန်တွေကခရစ်ယာန်တွေကပထမဆိုတာဗုဒ္ဓဘာသာဝင်တွေအနေနဲ့နားလည်ပေးတယ်ခွင့်လွှတ်ပေးတယ်ဘာအထွတ်မှမတက်ဘူးအစ္စလမ်နိုင်ငံတွေမှာဗုဒ္ဓဘာသာအတွက်အခွင့်အရေးရဖို့မပြောနဲ့ဘုန်းကြီးကျောင်းတော်ဆောက်လို့မရဘူးအဲ့လိုအစ္စလမ်နိုင်ငံတွေရောဗုဒ္ဓဘာသာဝင်ငါတို့အနေနဲ့ကဘာများအထွတ်တက်တာရှိလဲဘာများ complain တက်တာရှိလဲ complain မတက်ဘူးအထွတ်မတက်ဘူးဘာဖြစ်လို့လဲအဲ့ဒါခရစ်အစ္စလမ်နိုင်ငံတွေဖြစ်တဲ့အတွက်သူတို့အစ္စလမ်ပြည်သားတွေကသူတို့အစ္စလမ်ပြည်သားပထမဆိုတာငါတို့နားလဲတယ်လူလိုနားလဲတယ်မိဘတွေကလည်းလူလိုဆုံးမထားတယ်ငါတို့ရဲ့ဘာသာရဲ့အဆုံးအမလည်းလူလိုဆုံးမထားတယ်မြန်မာနိုင်ငံဆိုတာကဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့မင်းတို့ရဲ့ဘာသာဝင်အခြားဘာသာတွေကိုအားလုံးကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားတဲ့2008ရဲ့ institution မှာလည်းပါပြီးသားဒီလိုမျိုးနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ထည့်ပေးထားတယ်လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုပြီးတော့ထည့်ပေးထားတယ်ဒီထက်ပိုပြီးဘာများလိုချင်တာလဲမြန်မာနိုင်ငံမှာတော့ဘာသာရေးလွတ်လပ်ခွင့်ရှိတာဘယ်နိုင်ငံရှိလဲချပြလိုက်ဦးချောင်းချောင်းလေးသူများရောင်တိုင်းလိုက်မရောင်နဲ့